လာဝဲမောင်လေးဖိုးရီကညံလုံးကောင်းလုံးနာကြောင့်တက္ကသိုလ်ကဘာမောက်ခရီစီကတော့မှချီကျူးခံရသူဖြစ်ပါရီဖိုးရီဝေထားတဲ့အင်ကြီးကဆေးရုပ်တီဗီရှိုးတစ်ခုအကြောင်းဖြစ်နေလို့လုံချုံရီကလာရောက်တာမြင်နေပါရီအကြောင်းကတော့ဆေးရုပ်တွေနဲ့လူတွေကတိုက်ပွဲဖြစ်နေတာကြောင့်ပါ1955မှာစတင်ပြီးတော့ဆေးရုပ်တွေပေါ်ပေါက်လာလိုက်တာနောက်ဆုံးမှာအိမ်တိုင်းမှာဆေးရုပ်တစ်ခုရှိလာတဲ့အထိပါပဲနှစ်ပေါင်းများစွာလူတွေရဲ့အခိုင်းအစီဖြစ်နေထိုင်လာတဲ့ဆေးရုပ်တွေကလည်းနောက်ပိုင်းမှာတော့ပုံကန်လာကြပါရီတနေ့ကုန်လုပ်တည်ကြီးပဲလုပ်နေရတာမလို့ဆေးရုပ်တွေကကိုပိုင်လွတ်လပ်ခွင့်ပြောင်းဆုံးနေဆိုပြီးတော့ဆွေးနွေးမှုတွေစတင်ပေါ်ပေါက်လာပါရီမစ္စတာမြေပဲဆိုတဲ့ဆေးရုပ်ကြီးကဦးဆောင်ပြီးတော့ဆေးရုပ်တော်လိုင်းကြီးကိုဆင်းနေခဲ့ပါရီနှစ်ကြာစစ်တိုက်ပြီးချိန်မှာတော့လူသားတွေကဖြည်းဖြည်းနဲ့အရှုံးဘက်ကိုရောက်ရှိလာခဲ့ကြပါရီအကြောင်းကတော့ဆေးရုပ်တွေကအိမ်လည်းမအိတ်တယ်လို့စားလဲစားစရာမလိုတာကြောင့်တပန်းတာနေလို့ဖြစ်ပါရီဒီလိုနဲ့တရက်မှာတော့ဦးအောင်မင်းဆိုတဲ့လူကြောက်ကနေပညာအသစ်တကူကိုလူလူထံမိတ်ဆက်လာပါရီလူရဲ့အုံနောက်နဲ့ဒရုန်းတွေကိုချိတ်ဆက်အသုံးပြုပြီးတော့ကွန်ထရိုးလုပ်နိုင်တဲ့နည်းပညာဖြစ်ပါရီအဲဒီနည်းပညာကြောင့်လူသားတွေကဆေးရုပ်ဒရုန်းတွေကိုကိုယ်တိုင်ထိန်းချုပ်မောင်းနှင်ပြီးတော့စစ်တိုက်နိုင်သွားပါရီဆေးရုပ်တွေလိုပဲအချိန်စားခြင်းမလိုတော့တာကြောင့်စစ်ပွဲမှာအသာစီးပြန်ရသွားပြီးတော့ငကိုကလေးကလက်နဲ့အင်အားတောင်းနေတဲ့လူသားတွေကပဲစစ်နိုင်သွားခဲ့တာပါမစ္စတာမြေဘေးကပဲဦးဆောင်ပြီးတော့သူဆေးရုပ်တွေကိုခန္ဓာရတစ်ခုထဲမှာနေထိုင်ခွင့်တောင်းကလက်နဲ့ချလိုက်ရပါရီနောက်ပိုင်းမှာတော့ဦးအောင်မင်းတို့ကုမ္ပဏီကစစ်ပွဲတွင်းမှာတုံးခဲ့တဲ့လက်နဲ့ဒရုန်းတွေကိုဖြောပြေးကိရိယာတွေဖြစ်ပြောင်းလဲမိတ်ဆက်ပေးခဲ့ပါရီဒါကြောင့်မလို့လူတွေကအိမ်ထဲထိုင်နေုံနဲ့ကဘာအနှံ့ကိုဒရုန်းသုံးပြီးတော့ရှောက်သွားနိုင်ပါရီစိတ်ကွင်းရင်ဖန်သားပြင်ကဘာမဟုတ်ဘဲနဲ့တကယ်ကဘာအစစ်ထဲမှာဒရုန်းတွေကိုထိန်းချုပ်ပြီးတော့ရှောက်သွားတာမျိုးဖြစ်ပါရီဒရုန်းမောင်းနေနေဆိုပေမဲ့အထီးတွေ့ခံစားချက်တွေကိုတော့အပြင်လက်တွေ့အတိုင်းအစစ်မှန်ခံစားနိုင်ကြပါရီတစ်ဖက်မှာလာဝင်းကတော့မွေးစားဖြေတူနဲ့နေထိုင်နေရပါရီစာသင်တဲ့ကျောင်းအတောင်မှာဒရုန်းတွေကိုသုံးပြီးတော့လက်တွေ့ပိုင်းတွေတင် ကြားပြသပေးနေပါရီလာဝင်းကတော့ဒရုန်းသုံးရတာအတူရောင်ကဘာထဲမှာနေထိုင်တယ်လို့ဖြစ်နေလို့မကြိုက်ပါဘူးဒရုန်းမသုံးညင်တဲ့လာဝင်းကလည်းရုံငန်းထဲကိုရောက်သွားပြီးတော့ကျောင်းဆရာမကြီးကဖြစ်ရဆိုတဲ့ကြောင့်အခုလိုဖြစ်နေတာဆိုပြီးတော့နားလေပေးလိုက်ပါရီတကယ်တော့လာဝင်းရဲ့မိသားစုကစစ်ပွဲကာလအတွင်းမှာပဲကားအစီအစဉ်ကြောင့်ဆုံးပါသွားခဲ့ရပူပါရီမောင်လေးဖြစ်သူဖိုးအေးလေးလည်းဆုံးပါသွားတာမလို့သူတယောက်တည်းသာကြံရည်ခဲ့တာပေါ့ဒီကျောင်းတွေကိုညာရအိမ်မဆိုးမှတ်နေပြီးတော့အခုလည်းလန်နိုးလာတော့မှ channel ကိုတကူတယောက်ဝင်လာနေမှန်းသိသွားပါရီမွေးစားဖေကလည်းလူကားသာဒီမှာဆိုပေမဲ့ဒရုန်းသုံးပြီးတော့ခီးသွားနေတာကြောင့်လူသေးကြီးလိုပဲဘာမှမသိပါဘူးလာဝင်းလည်းကြောက်ကြောက်နဲ့အိမ်မော်တက်ပုံးနေလိုက်ပြီးတော့ခရင်အောက်ထဲမှာဝင်နေလိုက်ပါရီဖြစ်ချင်တော့ဝင်လာတဲ့သူကတကုံးမဟုတ်ပဲနဲ့ဆက်ရုပ်ဖြစ်နေပါရီဒါပေမဲ့လာဝင်းတော့အန်ရမပေးပေးနဲ့ဖိုးရေးပုံလေးကိုပြကသူဆိုပြီးတော့ပြောနေပါရီလာဝင်းကလည်းသူ့မောင်လေးတက်ပုံကိုပြန်လို့ရင်းနဲ့ဘီယိုနဲ့ထိခိုက်မိပြီးတော့ဆူညံသွားပါရီဒီတော့မှမွေးစားဖေရောက်လာပြီးတော့အိမ်ထဲမှာဆေးရုပ်ရောက်နေတာကြောင့်ရဲတိုင်မှုလုပ်ပါရီဒါမဲ့လည်းဆေးရုပ်ကဖိုးရေးပါဆိုပြီးတော့ပြောနေတဲ့အပြင်ဖိုးရေးနဲ့သူနဲ့လုံနေကြအမူအရာလေးကိုပြလို့လာဝင်းကလည်းမွေးစားဖေကိုရှော့တိုက်ပြီးတော့တားလိုက်ပါရီနှစ်ယောက်သားတူတူထပ်ပြေးခဲ့ကြပြီးတော့အကြောင်းစုံမြင်မြန်ကြည့်တဲ့အခါမှာတော့ဖိုးရေးကအဲ့ဒီဆေးရုပ်လေးကိုဝေးကနေပဲထိန်းချုပ်နေရမှန်းပြပြလိုက်ပါရီဖိုးရေးကမသိဆုံးသေးပဲနဲ့ကားတိုင်းမှုဖြစ်တော့ကမျက်မှန်နဲ့ဆရာဝန်ကခေါ်သွားတာမလို့အမူအရာလုပ်ပြီးတော့ရှင်းပြလိုက်ပါရီအဲဒီတော့မှလာဝင်းလည်းကားတိုင်းမှုဖြစ်တော့ကသူ့မောင်လေးဆုံးပြီဆိုတဲ့သတင်းကိုပြပြခဲ့တဲ့မျက်မှန်နဲ့ဆရာဝန်ကိုရှမ်းရီကိုမှတ်မိသွားပါရီဆေးရုပ်လေးကတားမြစ်စုံနဲ့အရင်သွားရမယ်ဆိုပြီးတော့ပြောနေလို့လှဝင်းကလည်းအနှဲငယ်ကြက်ရိုက်သွားပါရီဒါပေမဲ့သူမွေးစားအဖေကတားမြစ်စုံတွေကနေတရားမဝင်ပစ္စည်းတွေဝင်နေကြဖြစ်လို့ရောင်းတဲ့သူကိုလိုက်ပြီးတော့ရှာဖွေဖို့ဆုံးဖြတ်လိုက်ပါရီအလိုနဲ့ပို့လိုက်တဲ့ပစ္စည်းဘိုးကလိပ်စာကိုယူပြီးတော့လိုက်သွားတဲ့အခါမှာတော့ကာသမားကိုဖြိုးဝေကိုတွေ့လိုက်ရပါရီကိုဖြိုးဝေကတားမြစ်စုံတွေကပစ္စည်းတွေမဟုတ်ဘဲနဲ့ရှားပါပစ္စည်းမှန်သမျှကိုရောင်းနေတဲ့တရားမဝင်ကုန်တဲ့တူဖြစ်ပါရီကိုဖြိုးဝေမှာမျက်နှာဝိုင်းနဲ့မောင်ဝိုင်းဆိုတဲ့တငယ်ရင်းဆေးရုပ်လေးတစ်ကောင်လည်းရှိပါရီတစ်ပတ်မှာစစ်ပွဲတွင်ကဆေးရုပ်တွေကိုအများဆုံးတတ်ထားတဲ့တတ်သမားကြီးကိုညိုကလည်းဒရုန်းသုံးပြီးတော့လှဝင်းတို့နောက်ကိုလိုက်နေပါရီလှဝင်းတို့ကကားနောက်ခန်းထဲဝင်ပြီးတော့လိုက်သွားတာကြောင့်ဖြိုးဝေတို့စကန်ကိုရောက်ရှိလာခဲ့ပါပြီစကန်ထဲကိုရောက်ပြီးတော့တိတ်မကြခင်မှာပဲကိုဖြိုးဝေနဲ့ဆေးရုပ်မောင်ဝိုင်းတို့ကလှရီတို့ကိုရှာတွေ့သွားပါရီဘာလို့တာလဲဘလို့ရောက်လာလဲပါညာမင်းနေကြတော့မှနောက်ထပ်လူတစ်ယောက်ကရောက်လာလို့၄ယောက်စလုံးပုံနေလိုက်ရပါရီအဲဒီရောက်လာတဲ့သူကတော့တတ်သမားကြီးဦးညိုဖြစ်ပါရီဦးညိုကလှဝင်းကိုပဲဖမ်းဖို့လာတာဆိုပေမဲ့ကိုဖြိုးဝေကိုပါတရားဝင်ပစ္စည်းရင်းနဲ့တွေ့လို့ဖမ်းဆီးဖို့လုပ်လိုက်ပါရီကိုဖြိုးဝေကလည်းလှဝင်းကိုသူ့ညီမလေးဆိုပြီးတော့လိမ်မိုးလုပ်ပေမဲ့မအောင်မြင်လိုက်ပါဘူးဦးညိုကဆေးရုပ်တွေဖြစ်တဲ့မောင်ဝိုင်းနဲ့ဖိုးရီတို့ကိုပါမြင်တွေ့သွားပြီးတော့စတင်တိုက်ခိုက်ပါတော့ရီကိုရောင်တစ်ခုလုံးရစရာမရှိအောင်ဆုတ်ပစ်သွားပြီးတော့လှဝင်းတို့ကလည်းသူတို့ကြောင့်ဖြစ်တာဆိုပြီးတော့ဖမ်းခံဖို့လုပ်ပါရီဒါမဲ့ဆေးရုပ်မောင်ဝင်းကလက်မခံမဲနဲ့ဦးညိုကိုဂရိတ်နဲ့ပီတာပြီးတော့ထွက်ပြေးကြဖို့လုပ်ပါရီကိုဖြိုးဝေကတော့တွေကိုတောက်လွဲပြအောင်မှတားထားလို့ဦးညိုပြန်လွတ်လာပြီးတော့ခံနေဆိုပါတော့ရီစိတ်မရှိတော့ဘဲနဲ့လှဝင်းကပဲဦးညိုကိုဘူဒိုဇာနဲ့ထိုးပြီးတော့မြေကြီးထဲမှာပိတ်မိနေအောင်လုပ်လိုက်ရပါရီကိုဖြိုးဝေဆောက်လုပ်ထားတဲ့မြောက်လှန်ကောင်းကြီးလည်းပြိုကျသွားပြီမလို့ဟိုဘက်ကိုပြန်သွားမရတော့ဘဲနဲ့ဒီအန်ရရှိစုံထဲမှာပဲနေရပါတော့ရီအဲ့ချိန်မှာပဲဆေးရုပ်ချင်းချင်းတက်ဖြတ်ပြီးတော့အစိပ်ပိုင်းလူယူတတ်တဲ့ကောင်တွေရောက်လာလို့ပုံနေလိုက်ရပါသေးတယ်ခဏကြာမှတော့ကိုရောင်ထဲဝင်လာပြီးတော့မောင်ဝင်းကဆေးရုပ်ကြီးကြီးရဲ့အခွန်ထဲကိုဝင်ရောက်ပြီးတော့သူ့ကိုယ်သူဆေးရုပ်ကြီးဖြစ်ပြောင်းလဲလိုက်ပါရီလေးယောက်သားခီးဆက်လာရင်လည်းကိုဖြိုးဝေကစစ်ပွဲကလာအတွင်းမှာမောင်ဝင်းကသူ့ကိုကတင်ခဲ့တဲ့အကြောင်းတွေကိုပြန်လဲပြပြနေပါရီတစ်ဖက်မှာတော့ဦးအောင်မင်းကလည်းသူတို့ကုမ္ပဏီရဲ့စနစ်တွေအရန်ချွေရင်းနေလို့စိတ်ပြတ်နေပါရီအကြောင်းကတော့ဖိုးရီထွက်ပြေးသွားလို့ဖြစ်ပြီးတော့တပတ်တွင်းပြန်မဖမ်းမိရင်ကုမ္ပဏီတစ်ခုလုံးerror တက်ပါပြီဒါကြောင့်မလို့ဦးအောင်မင်းကလည်းဦးညိုကိုဆက်သွယ်ပြီးတော့ဆေးရုပ်ကိုဖမ်းပေးဖို့တောင်းဆိုပါရီပျက်စီးသွားတဲ့ဦးညိုရဲ့ဆေးရုပ်ဒရုန်းကိုဦးအောင်မင်းတို့ရဲ့ကုမ္ပဏီနည်းပညာတွေနဲ့ပြန်ကောင်းအောင်စီမံပေးလိုက်ပါရီဟိုလေးယောက်ကတော့ဒင်ကြားစုံထဲမှာ shopping mall တစ်ခုတွေ့လို့စားစရာရှိမဲ့အထင်နဲ့သွားပြီးတော့ဆက်စုကြပါရီတာမန်တာရှန်ကမီဖူဂျီ Club 388 IHH ဝင် slot ရှန်ဝေါ9ပြည့်ကိန်းရှန်ဝေါဤကိန်း live value 2ရေပွဲမှာဆော့ကိန်းများကိုတနေရာရဲဆော့ကစားခြင်းမှာကညီမတို့ Lucky Star ကိန်းဆိုင်မှာလာကစားကြည့်ဖို့ဖိတ်ခေါ်ပါရရှင်မမဖွဲ့ဝင်မှာဆောင်ကျော်ဆော့ကစားနေသောကိန်းဆိုင်ဖြစ်သည့်အတွက်ကြောင့်ငွေထုတ်မပေးခြင်းဂိမ်းကောက်ပေးခြင်းမျိုးလုံးဝမရှိပါရှင်ဝိုင်းပြောင်းလားဆိုင်ရှာမလားစိတ်ကြိုက်ဆော့ကစားနိုင်ပြီးအနည်းဆုံး3000ကျပ်ဖြင့်အကောင့်ဖွင့်ကစားနိုင်ပြီးထိုင်းရောက်ရွှေမြန်မာများနဲ့ထိုင်းဘန် SCB ဘဏ်ဖြင့်ငွေသွင်းကစားနိုင်ပါပြီရှင်မမ1 90% ပေါ်နဲ့နေ့စဉ်နေ့တိုင်း10% ပေါ်နဲ့ဆက်သွယ်ရေးနံပါတ် Viber Telegram Line 3994461955 Lucky Star 6391ကိုဆက်သွယ်ပြီးအသေးစိတ်မြင်နိုင်ပါရဲ့ရှင်
အနားတော့မကန့်နိုင်ခင်မှာဆေးရုပ်တွေဝိုင်းဖန်တာခံလိုက်ရလို့၄ယောက်စလုံးလက်ထိတ်တန်းလန်းနဲ့ shopping mall တွေဝင်သွားရပါတယ်။ shopping mall တွေမှာတော့ဆေးရုပ်တွေများစွာရှိနေပြီးတော့ဆေးရုပ်တွေကလူသားတွေလိုမျိုးအစင်တန်းရှိနဲ့နေထိုင်နေကြတာပါ။ မစ္စတာမြေပဲလည်းရှိနေပြီးတော့အခုလိုဖန်လာလို့တောင်းပန်လိုက်ပါတယ်။လာဝင်းကဆရာဝန်ရှမ်းကြီးကြောင်းပြီးတော့မစ္စတာမြေပဲကထွက်သွားပြီလို့ဆိုပါတယ်။လာဝင်းကချက်ချင်းပြင်ထွက်ပြီးတော့ရှာကြည့်မိမယ်ကိုဖြိုးဝေကအနေများလို့ဒီမှာပဲတညနေခိုင်းလိုက်ပါတယ်။လာဝင်းကတော့သူ့မောင်လေးဖိုးရေးနဲ့အမတ်တရားတွေကိုပြန်တွေ့ရင်းနဲ့ငိုကြွေးနေပါတယ်။အဲဒါကြောင့်မလို့ဆေးရုပ်ဖိုးရေးကပဲသူတို့ငငယ်ကတူတူကြီးခဲ့ကြတဲ့ကတ်တွန်းကားလေးကိုဖွင့်ပြလိုက်ပါတယ်။ခြားဆေးရုပ်တွေပါတူတူလာကြည့်ကြပြီးတော့မစ္စတာမြေပဲကြီးကဒါအောင်မြင်ပြီးတော့ကျင်းနေခဲ့ပါတယ်။ညဘက်လူရဲ့ချိန်ရောက်တဲ့အခါမှာတော့စာပိုသမားဆေးရုပ်လေးကတိတ်တိတ်လေးလာပြီးတော့ဆရာဝန်ရှမ်းကြီးပေးခဲ့တဲ့စာကိုဖိုးရေးကိုလာပေးသွားပါတယ်။လိပ်စာလေးတစ်ခုဖြစ်ပြီးတော့အဲဒီစာကမကောင်းတဲ့ဆေးရုပ်တွေတောင်းကျမ်းတဲ့နေရာဖြစ်လို့သွားဖို့ချင်းချင်းနေရပါတယ်။မစ္စတာမြေပဲလည်းအဲဒီစကားတွေကိုကြားသွားပြီးတော့တိုက်ခိုက်ရေးဆေးရုပ်ဟောင်းကြီးဖြစ်တဲ့ဘောလုံးပစ်တဲ့ဆေးရုပ်ကိုပေးလိုက်ပါတယ်။နောက်နေ့မနက်ခင်းမှာတော့မစ္စတာမြေပဲရဲ့ကားနဲ့လာဝင်းတို့၄ယောက်ထွက်သွားကြပြီးတော့တာဦးဦးညိုကစောင့်ကြည့်နေခဲ့ပါတယ်။လိပ်စာလေးတိုင်းလိုက်သွားတော့ကစားဝင်းဟောင်းတစ်ခုစီရောက်သွားပြီးတော့မကောင်းတဲ့ဆေးရုပ်တွေရဲ့ဝိုင်းဝန်းတိုက်ခိုက်တာကိုခံရပါတယ်။လိပ်စာလေးကအင်ဂျီကိုရောက်သွားပြီးမြဲတကားမရှိတဲ့အဆောက်အအုံဟောင်းကြီးဖြစ်နေလို့တိုင်ပန်နေပါပြီ။ဆေးရုပ်တွေကလည်းအနားကိုပို့တူကတ်လာကြပြီးတော့အဲဒီချိန်မှာပဲတချင်းတွေပွင့်သွားခဲ့ပါတယ်။အဲဒီနောက်မှာမိဘနေပါထွက်လာပါတော့။ဆေးရုပ်တွေနောက်ဆုတ်သွားတော့လာဝင်းတို့ရက်နေတဲ့ကြမ်းမြင်ကအပေါက်ဖြစ်သွားပြီးတော့အထဲကိုလျှော့ကျသွားပါတယ်။အထဲမှာတော့ဆရာဝန်ရှမ်းကြီးရှိနေပြီးတော့လာဝင်းလည်းတွေ့ချင်းမာရင်သူ့မောင်လေးအကြောင်းမင်းမြန်ပါတော့။ကားတိုင်းမှုဖြစ်တော့ကထုံးစံတိုင်းပဲဆရာဝန်တွေကဖိုးကြီးလေးကိုစိတ်ဆင်းမှုတွေပြုလုပ်ပေးခဲ့ကြပါတယ်။အဲဒီချိန်မှာပဲဖိုးကြီးလေးရဲ့အုံနောက်ဖွဲ့စည်းပုံကတခြားလူတွေနဲ့မတူဘဲနဲ့ထူးခြားစွာကွဲထွက်နေတာကိုသိထားမိခဲ့ကြပါတယ်။ဖိုးကြီးရဲ့အုံနောက်ကသာလူသားတွေကိုဒုံးနေနဲ့လာရုံညှိထွေးပြအောင်လို့ချိန်ပေးနိုင်တဲ့တကူရဲတော့အရာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ဖိုးကြီးကိုတုံးပြီးတော့ဒုံးနေတဲ့လူတွေကိုချိတ်ဆက်ကစစ်ပွဲကြီးကိုအောင်နိုင်ခဲ့တာဖြစ်ပါတယ်။ဖိုးကြီးကိုချိတ်ဆက်ထားတဲ့အရာတွေကိုဖြစ်လိုက်ရင်လည်းဖိုးကြီးကကိုမဝင်ပြီးတော့နေရမှာမလို့ဆရာဝန်ရှမ်းကြီးကလည်းလိပ်ပြလုံးခဲ့ပါတယ်။ဒါမဲ့လည်းချိတ်ဆက်မှုအပြည့်73လအကြာမှာဖိုးကြီးကသတိပြန်ရလာလို့ဆရာဝန်ရှမ်းကြီးကစတင်လိပ်ပြမလုံးတော့ပါဘူး။ဦးအောင်မင်းတို့ကိုပြောကြည့်ပေမဲ့ဖိုးကြီးသာမရှိရင်တော့စနစ်တစ်ခုလုံးပျက်စီးသွားမှာဖြစ်လို့ဒီတိုင်းပဲဆက်ထားခံခဲ့ပါတယ်။ကလေးတယောက်ကိုခုလိုမျိုးစမ်းသက်ခံတွေကကြွက်လို့ဆက်ဆံနေတာကိုမကြိုက်တဲ့ဆရာဝန်ရှမ်းကြီးကလည်းလှုပ်ထပ်ဖို့ဆုံးဖြတ်ခဲ့တာပါ။သူထွက်မလာခင်မှာဖိုးကြီးကိုအပြင်လောကနဲ့ချိတ်ဆက်နိုင်အောင်လို့ဟာပေါလေးတစ်ခုဖန်တီးပေးခဲ့ပါတယ်။ဒိန်ကြားစုံထဲမှာ shopping mall လိပ်စာကိုပေးထားခဲ့တာကလည်းဒီမှာဘွားတစ်ဆစီခြင်းလို့ဖြစ်ပါတယ်။ပြောရင်းဆိုရင်းနဲ့ပဲဥညိုရောက်လာလို့အကုန်လုံးထပ်ပြီးကြပြီးတော့မစ္စတာမြေဘေးကတော့ဥညိုနဲ့တိုက်ခိုက်ရင်းနဲ့ကြံနေခဲ့ပါတယ်။အပြင်ရောက်လာတဲ့လှဝင်းတို့စီကိုဥအောင်မင်းလှလိုက်တဲ့ဆေးရုပ်ဒုံးတွေရောက်လာပြီးတော့တိုက်ခိုက်ကြပါတော့တယ်။ဘောလုံးဖြစ်တဲ့ဆေးရုပ်စာပိုသမားဆေးရုပ်တို့ကလည်းသူတို့စီမှာရှိတဲ့ဘောလုံးတွေစားရည်တွေနဲ့တိုက်ခိုက်ကြသလိုလှဝင်းနဲ့ကိုဖြိုးဝေတို့ကလည်းဂန်းတွေဆွဲပြီးတော့တိုက်ခိုက်ကြပါတယ်။အဲချိန်မှာအထဲမှာတော့မစ္စတာမြေဘေးရဲ့အုပ်ချုပ်ကြီးကဖျက်ဆီးခံလိုက်ရပါပြီ။မစ္စတာမြေဘေးကဆေးရှုံးစာချုပ်ကိုဖောက်ဖျက်တယ်ဆိုပြီးတော့ shopping mall ကဆေးရုပ်တွေကိုပါဖျက်ဆီးမင်းပေးလိုက်ပါပြီ။အပြင်ဘက်မှာလည်းတက်ကူတွေတယောက်ပြီးတယောက်ရောက်လာလို့လှဝင်းတို့လည်းမနိုင်တော့ပါဘူး။ဆရာဝန်ရှမ်းကြီးကိုဥအောင်မင်းကိုယ်တိုင်မောင်းတဲ့ဒုံးကပြစ်တက်လိုက်ချိန်မှာတော့ဥညိုလည်းစွန့်အပ်သွားပါတော့တယ်။ဖိုးရီကိုသာခေါ်ပြီးတော့ပြန်သွားတာတခြားသူတွေကိုတော့တိုင်းလွတ်ထားပေးလိုက်ခဲ့ပါတယ်။ shopping mall ကိုပြန်ရောက်တော့အကုန်လုံးဖျက်ဆီးခံထားရတာကိုသိရပြီးတော့ယူကြုံမရဖြစ်နေကြပါတယ်။ဖိုးရီကိုခေါ်သွားတဲ့ဥညိုကလည်းစမ်းသက်ခံမှမောင်တွေကဖိုးရီကိုမြင်မှအချင်းတွေကိုနားလည်သွားပါတော့တယ်။ကိုဖြိုးဝေတို့ကတော့လှဝင်းကိုအပိစကားပြောပြီးတော့ဖိုးရီကိုသွားခဲ့မယ်ဆိုရင်သူလည်းလိုက်မယ်လို့ဆိုပါတယ်။ချားဆေးတွေကလည်းသူတို့ဘာသာအေဂျင့်စွာနေနေရကိုအခုလိုဖျက်ဆီးသွားတဲ့ဥအောင်မင်းကိုတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဆရာဝန်ရှမ်းကြီးကလည်းသူတိမြဒေတာတွေအလုံးကိုသူ့ရဲ့ကိုပါဆေးရုပ်ထဲကိုထည့်ပေးခဲ့တာမလို့ဖိုးရီရဲ့ဒီနေရာကိုတည်သွားခဲ့ပါတယ်။ဒီလိုနဲ့ဖိုးရီရှိနေတဲ့တာဝါကြီးစီကိုအုပ်စုလိုက်ကြီးသွားရောက်တိုက်ခိုက်ပါတော့တယ်။ဆေးရုပ်တွေကအာယုံလွှဲပေးထားတော့မှလှဝင်းကတော့တာဝါထဲကိုဝင်ပြီးတော့ဖိုးရီကိုကယ်ဖို့လုပ်ရပါတယ်။ဆေးရုပ်တွေကရုတ်တရက်တိုက်ခိုက်လာတာမလို့ဒရုန်းတွေကလည်းတော်များများပျက်စီးကုန်ပါတယ်။အဲဒါကြောင့်မလို့ဥအောင်မင်းကိုရိုင်း special ပြုလုပ်ထားတဲ့ဒရုန်းကြီးကိုမောင်းပြီးတော့တိုက်ပွဲထဲဝင်လာပါတော့တယ်။အဲဒီချိန်မှာလှဝင်းနဲ့ရှမ်းကြီးဆေးရုပ်တို့ကတော့ဖိုးရီရှိနေတဲ့စမ်းသက်ခံစီကိုရောက်သွားခဲ့ကြပါပြီ။ဖိုးရီကိုဒီတိုင်းစကားပြောလို့မရတာမလို့လှဝင်းကိုရိုင်းဒရုန်းမောင်းနဲ့အကောင်းစစ်ကြီးဆိုပြီးတော့ဖိုးရီကဘာတွေကိုဝင်သွားရပါတယ်။ဖိုးရီကသူကျမရဲ့ချင်းတွေရချိတ်ဆက်ထားတဲ့စက်တွေကိုဖြုတ်လိုက်ရင်သူတီမာဆိုတာသိနေပါတယ်။အခုလိုမျိုးကြီးနဲ့လည်းတစ်သက်လုံးမနေနိုင်တာဖြစ်လို့သူ့ကိုအသက်ဆက်ပေးနေတဲ့ဆေးရုပ်တွေကိုဖျက်ဆီးပေးဖို့တောင်းဆိုနေပါတယ်။ဥညိုရောက်လာပြီးတော့မစ္စတာမြေဘေးကိုတိုက်ခိုက်ရမယ်ဆိုဥအောင်မင်းရှိနေတဲ့အခန်းကိုပြပြပြီးတော့ထွက်သွားပါတယ်။တိုက်ပွဲတွင်းမှာတော့ကိုဖြိုးဝေကိုကယ်ရင်နဲ့ဆေးရုံမှာဝိုင်းလေးကတေဆုံးသွားခဲ့ပါပြီ။မစ္စတာမြေဘေးကတော့ထင်းချုပ်ကန်တွေကဥအောင်မင်းစီကိုရောက်သွားခဲ့ပြီးတော့ဥအောင်မင်းကတော့ကြောက်လန့်နေပါပြီ။လာဝင်းကလည်းသူ့မောင်လေးကိုမဆုံးရှုံးရင်လို့မလုံနိုင်ဘူးလို့ပြောပေမဲ့ဖိုးကြီးကသူ့တငယ်ချင်းတွေအတွက်လောက်ခိုင်းပါတယ်။ဆေးရုပ်ကိုယ်ရဲ့ကိုသူရောက်သွားတော့ကသူမခံစားရတာကြပြီဖြစ်တဲ့ခံစားချက်မျိုးပြင်ရခဲ့တာကြောင့်တေဖို့ထိုက်တန်သွားပြီလို့ဆိုပါတယ်။လာဝင်းကလည်းဖိုးကြီးကိုတခြားနှုတ်ဆက်ပြီးတဲ့နောက်မှာစက်တွေအကုန်ပိတ်ချလိုက်ပါတော့တယ်။ဖိုးကြီးတေဆုံးသွားတဲ့တပြိုင်နက်ဒရုန်းတွေအလုံးကိုလည်းထိန်းချုပ်လို့မရတော့ပါဘူး။အဲဒါကြောင့်မလို့ဆေးရုပ်တွေကဆင်နိုင်သွားသလိုလူသားကလေးတယောက်ကိုမညာမတာနဲ့ဆန်းသက်ခဲ့တဲ့ဥအောင်မင်းကိုလည်းဖမ်းဆီးခံလိုက်ရပါတယ်။ဆေးရုပ်တွေကလည်းလူတွေလိုပဲစိုးရတဲ့သူတွေရှိသလိုကောင်းတဲ့သူတွေလည်းများစွာရှိတာမလို့ခွဲခြားပြီးတော့မဆက်ဆံဖို့လာဝင်းကဥဆောင်ပြီးတော့နှိုးဆော်နေရပါတယ်။လူတွေကိုလည်းဒရုန်းတွေသုံးပြီးတော့ခန်းစားနေမယ်စားကိုရိုင်းပြင်ထွက်ပြီးတော့ခန်းစားကြဖို့တိုက်တွန်းနေပါတယ်။ဒီလိုနဲ့ပဲဇလန်လေးကလည်းပြီးဆုံးသွားခဲ့ပြီးတော့ credit set မှာတော့ဖိုးရဲ့ဆေးရုပ်လေးကအမိုက်ပုံထဲမှာလှုပ်ရှားနေတာကိုမြင်တွေ့ရမှာပါ။ဇကားတွေကလောက်နီးပညာတွေမတိုးတက်သေးဘူးဆိုပေမဲ့ကျွန်တော်တွေကလည်းအခုချိန်မှာဇကားတွေကလိုပဲဖုန်းနဲ့မျက်နှာနဲ့မကွာနိုင်ဖြစ်နေကြတာကိုသတိထားမိမှာပါ။အစုံနှိလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်များ။